Cosmetic EDB ပဲတူလေးလာပြီနော်စီးရဲ့ဟစ်ကဒေါ်လာ1000ကျော်ရဲကျန်တဲ့တမူကြီးကလေးလည်းအများကြီးပါ box လေးက2မျိုးရှိရဲဒေါ်လာ400ရန်ဒေါ်လာ165ရဲဒီကောင်လေးကတော့ဒေါ်လာ165လဲ box လေးကိုဖောက်ပြထားပါတယ်ကဲပထမဆုံးထွက်စကြည့်လိုက်ရအောင်နော်မပေါက်ပါဘူးကွယ်ဒုတိယထုတ်လေးဆက်သွားမယ်နော်ဟောလိုလေးပဲပေါက်တယ်တတိယတစ်ထုံးဆက်ကြည့်ရမယ်နော် Aspire ကလေးပေါက်လို့တော်တော်ပြောပြီးလက်ကပါလွတ်ကြတာတကယ်တော့ price per series ကလေးမဟုတ်တော့ဈေးရလောက်မရဘူးကွယ်လေးတော့မြောက်လေးဆက်ကြည့်မယ်နော် Aspion ပိုကီဘောလေးစိုးတော့မစိုးပေမဲ့ဈေးတော့မရကဲဒီအားလေးက9တုံးမြောက်ပါအခုချိန်ထိဘာမှဟစ်ကိုမရသေးရကွယ်တခုခုဟစ်ကလေးပေါက်လိုက်ပါတော့ကဲမပေါက်ပါဘူးရှင်